မင်္ဂလာပါဒီနေ့ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်အလုပ်အဝတ်စားတွေဝတ်ဆင်တွေကိုသင်ယူကြရအောင်ပထမဦးစွာအဝတ်အစားတွေအားလုံးစုံလင်လားလို့စစ်ဆေးပါနှိပ်ပတ်နေခြင်းစုပ်ပြင်းနေခြင်းရှိမရှိစစ်ဆေးပါအဝတ်အစားများ၏ကျယ်တီးများကိုတိကျသက်ဆင်ပြီးအင်ကြီးလက်နှင့်ပေါင်းမီအောက်ခြေများလိမ့်မနေအောင်ဝတ်ဆင်ပါအောက်ထုတ်ဆောင်တဲ့အစားစပင်များကိုတိကျသိမ်းပြီးမှဆောင်းပါနောက်ဆုံးအနေဖြင့်အဝတ်အစားများကိုတတ်ရဝတ်ထားလာလို့ပြန်လည်စစ်ဆေးပါဘေးကင်းရေးဖက်နှက်ရဲ့ဖက်နှက်ကြိုးကိုတိကျချီရပါမည်အထုပ်မဆောင်ခြင်းအင်ကြီးလက်ခေါက်ခြင်းသည်အန္တရာယ်ရှိသည်စင်မြက်ဖက်နှက်ကိုမစီးရပါဘေးကင်းစင်ရန်အတွက်စနစ်တကျအဝတ်အစားဝတ်ကြရအောင်သိကြရတော့အလုပ်အဝတ်အစားကိုဝတ်ချင်ခြင်းသည်တင့်ကိုတင်ကားခွင့်ရန်အရေးကြီးသောစီးမြင်ဖြစ်သည်သိချလိုက်နာပြီးဘေးကင်းစွာအလုပ်လုပ်ကြရအောင်